ဒီတက်တော်လေးတွေဟာရွှေထက်တန်မိုးပိုကြီးတဲ့အရာကိုထုတ်နိုင်ပါတယ်။တစ်ချိန်လုံးကသူတို့ကြောင့်လူသားတွေစစ်ပွဲတွေပါဖြစ်ခဲ့ကြပြီးတော့ဒီတမင်နဲ့တူတဲ့ကောင်လေးတွေမှာထူးဆန်းစွာနဲ့ပဲဥကြိုတွေအစားအဆွဲတွေပိုင်ဆိုင်ပါတယ်။သူတို့ကတော့ mask deer လို့ခေါ်တဲ့ကတိုးကောင်လေးတွေပါ။အလွန်ရှားပါလွန်းလှပြီ။အေးတဲ့လွန်ခဲ့တဲ့နေရာတွေမှာနေထိုင်ကြပါတယ်။သူတို့ကိုဟီမဝနာတောင်တန်းဆိုက်ဘေးရီးယားနိုင်ငံကရေခဲတောင်များတရုတ်နိုင်ငံမွန်ဂိုနိုင်ငံနီပေါနိုင်ငံနဲ့မြန်မာနိုင်ငံတို့ရဲ့ချမ်းအေးလာတဲ့ဒေသတွေမှာတွေ့ရှိရပါတယ်။မျိုးစိတ်ပေါင်း9ခုထိတွေ့ရှိတာပြီးတော့အထီးများမှာသာအဆွဲပါတာပါ။အမများနဲ့သားပေါင်းငယ်များမှာတော့အဆွဲမပိုင်ဆိုင်ကြပါဘူး။အဆွဲဟာ9ကနေ10စင်တီမီတာထိရှည်နိုင်ပြီးတော့အလွန်ချွန်ထက်နေပါတယ်။ဒါအမဲလိုက်ဖို့အတွက်မဟုတ်ပဲနဲ့အထီးချင်းအားပြိုင်တိုက်ခိုက်ရန်အတွက်သာဖြစ်ပါတယ်။တခြားသမင်များဆက်များလို့ဝိဇရာဥကြုံမရှိတာကြောင့်နေမြေလူချင်းမိဖက်လူချင်းများမှာအချင်းချင်းအဆွဲနဲ့ထိုးကြပြီးတော့ဒဏ်ရာပြင်းထန်လုံးမှာကတိဆုံးခြင်းများအထိဖြစ်နိုင်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ဟာ80ကနေ100စင်တီမီတာသာရှည်ပြီးတော့အမြင့်ကတော့50ကနေ60စင်တီမီတာသာရှိပါတယ်။အလေးချိန်က9ကနေ19ကီလိုဂရမ်လောက်ပဲရှိပါတယ်။သူတို့ဟာအကောင်သိပ်မကြီးတဲ့အပြင်သူတို့ရဲ့ခွာများဟာလည်းနှင်းတော်ထဲမှာနှင်းမြုပ်မသွားအောင်စွမ်းဆောင်နိုင်ပါတယ်။အကောင်သေးလွန်းတာကြောင့်တောကြောင်များဝူဗရင်းများစတဲ့တက်တဝါများကသူတို့ကိုအမဲလိုက်လေရှိပါတယ်။ဒီကတိုးကောင်လေးတွေဟာအရွက်စားတက်တဝါတွေဖြစ်ကြပြီးတော့မြက်ပင်တိရွက်နဲ့ရေညှိများကိုသာအဓိကရှာစားလေရှိပါတယ်။သူတို့ဟာလျှို့ဝှက်တက်လွန်းတာကြောင့်အများအဖြစ်ညဘက်မှာသာတွာလာလှုပ်ရှားလေရှိပါတယ်။သူတို့ဟာတဘာဝအတိုင်း10နှစ်ကနေ10နှစ်ထိအသက်ရှည်နိုင်ပြီးတော့ဂရုတစိုက်မွေးမြူထားပါက10နှစ်ကနေ14နှစ်ထိအသက်ရှည်နိုင်ပါတယ်။အသက်1နှစ်ခွဲနဲ့2နှစ်အရွယ်မှာမိတ်လိုက်ဖို့အရွယ်ရောက်ကြပြီးတော့မျိုးအောင်မှာကအမများဟာ6လကနေ6လခွဲခန့်ကိုဝန်ဆောင်ရပြီးတော့အများအဖြစ်သားတကောင်သာပေါက်လေရှိပါတယ်။အထီးများရဲ့ဝန်းပိုင်းနဲ့လင်းအင်ကကြားမှာကတိုးအနှံ့ထုတ်တဲ့အိတ်တီးရှိပါတယ်။ဒီကတိုးအိတ်မှာအနှံ့များဖြင့်အပင်များကိုထိတွေ့စေကပိုင်နဲ့မြေမှတ်သားရန်နဲ့အမများကိုဆွဲဆောင်ရန်အသုံးပြုပါတယ်။အမများဟာမိဖက်ရွေးချယ်တဲ့အခါမှာအကောင်ကြီးအသေးဖြစ်မဆုံးဖြတ်ပဲနဲ့ကတိုးအနှံ့ပြင်းထန်သူကိုသာရွေးချယ်တာပါ။ဒီကတိုးအိတ်ရဲ့အနှံ့ဟာသူတို့မျိုးစိတ်အတွက်ကန်ဆိုးမှုဖြစ်လာပါတော့တယ်။အသက်ရှင်လျက်နဲ့ကတိုးအိတ်ကိုရယူဖို့မဖြစ်နိုင်တာကြောင့်ရှင်းနှစ်ပေါင်းများစွာကနေယနေ့အထိလူသားများဟာဒီပစ္စည်းအတွက်ကတိုးကောင်များကိုနီလန်မျိုးစုံနဲ့တပ်ဖြတ်ဖမ်းယူခဲ့ကြပါတယ်။အရွယ်ရောက်အထီးတစ်ကောင်ကနေကတိုးအလေးချိန်20ကနေ30ဂရမ်သာရရှိနိုင်ပြီးတော့ကတိုးအနံ့ဟာအလွန်ပြင်းထန်ပြီးတော့စီးနက်သို့မဟုတ်မစင်အနံ့နံနေတတ်ပါတယ်။အကယ်၍အချောက်လှမ်းလိုက်ရင်တော့2ကနေ3ဂရမ်သာကျန်ပါတယ်။ဒီအချောက်ခံပြီးရရှိလာတဲ့ကတိုးအမှုတ်ကိုရှစ်ခေတ်တိုင်းရင်းစေးဝါးများမှာအသုံးပြုကြပြီးတော့ဒီကတိုးအနံ့ဟာရေမွေးများရဲ့ရနံ့ကိုအချိန်ကြာရှည်စွာဆွဲကြံစေပြီးတော့ပို၍တင်းပြန့်မွေးစေနိုင်ပါတယ်။ကတိုးအနှဲငယ်ကနေတော့ရေမွေးအများကြီးထုတ်လုပ်နိုင်တာကြောင့်သူတို့ရဲ့တန်ဖိုးဟာရွှေထက်ပိုများပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီကလေးကဘယင်များနဲ့တော်ဝင်မျိုးနွယ်များတထေးများဟာဒီကတိုးအမှုတ်ကိုအလွန်တန်ဖိုးထားကြပါတယ်။ကတိုးအထီးတစ်ကောင်လျင်ကတိုးအိတ်တစ်ခုသာရရှိနိုင်တာကြောင့်မုတ်ဆိုးများဟာကတိုးအကောင်ရင်များစွာကိုအမဲလိုက်တက်ဖြတ်ခဲ့ကြပါတယ်။အစမတန်တက်ဖြတ်ခြင်းခံခဲ့ရတဲ့ဒဏ်ကြောင့်မျိုးတုံးလူနီပါဖြစ်လာတာကတိုးအိတ်တို့ရဲ့တန်ဖိုးဟာလည်းရှားပါလေတန်ဖိုးမြင့်လာလေပါပဲ။ဒါကြောင့်လဲတရုတ်နိုင်ငံကနေအာရှတိုက်အလယ်ပိုင်းအရှေ့အလယ်ပိုင်းနဲ့ဟိမဝန္တာတောင်တန်းများဥရောပတိုက်အထိဆက်နွယ်နေတဲ့ Silk Road ပိုးလမ်းမကြီးခေါ်ကုန်သွယ်ရေးလမ်းကြောင်းကြီးမှာရွှေထက်ပိုတန်ဖိုးရှိတဲ့ဒီကတိုးရနံ့အတွက်စစ်ပွဲကြီးများတောင်ဆင်နွှဲခဲ့ကြရပါတယ်။သူတို့ဟာပြေးလွှားတာမြန်ပေမဲ့လည်းခရီးအဝေးကြီးမပြေးနိုင်ပါဘူး။ဒါအပြင်လျှို့ဝှက်လွန်းတာကြောင့်မိခင်ကတိုးမများဟာတားပေါက်ငင်များကိုဖွက်ထားပြီးတကိုယ်တည်းအစာရှာပြီးမှတိတ်တဆိတ်ပြန်လာကအစာကျွေးတတ်ပါတယ်။အားနည်းချက်ကတော့အန်ဒီရကိုတွေ့ရင်မပြေးနိုင်တော့ပဲငြိမ်သက်သွားတာပါ။ဒါအပြင်အများအဖြစ်သူတို့ဟာအိမ်သာသဘောလိုမျိုးတနေရာတည်းကိုသာရွေးပြီးမစင်စွန့်လေရှိပါတယ်။သူတို့ရဲ့စကြက်မြေကိုကတိုးအနှံ့နဲ့ပဲမှတ်သားတတ်တဲ့အကျင့်နဲ့ပေါင်းဆက်လိုက်တဲ့အခါမှာမုတ်ဆိုးများဟာသူတို့ကိုအလွယ်တကူရှာဖွေနိုင်ပြီးတော့အမဲလိုက်နိုင်သွားတာကြောင့်သူတို့ရဲ့အရေးအတွက်ဟာတန်းကနန်းထိရှိခဲ့ရမှယနေ့ခေတ်မှာမျိုးစိတ်9ခုလုံးပေါင်းရင်တော့မှအကောင်ကြီး
4,000 ကနေ8,000 ခန့်ပဲကျန်ပါတော့တယ်တရုတ်နိုင်ငံမှာတော့ကတိုးမွေးမြူရေးခြံများစူးစမ်းလုပ်ကိုင်နေကြပြီးတော့အကောင်ကြီး1900 ခန့်မွေးမြူထားကြပါတယ်ဒါပေမဲ့လည်းကတိုးကောင်များရဲ့အဆက်ကြောက်ကြီးခြင်းတီးခြားဆန်ခြင်းသူတို့ဟာတောတဘာဝမှာအရွက်အမျိုးအစားပေါင်းရာနဲ့ချီပြီးစားသုံးတတ်တာကြောင့်သူတို့အတွက်တင့်တော်မဲ့အစာဖန်တီးရန်ခက်ခဲခြင်းစိတ်ဖိစီးမှုများလာရင်အစာမစားတော့ခြင်းကြောင့်မွေးမြူရတာခက်ခဲလာပါတယ်ယနေ့ခေတ်မှာတော့ဓာတုနည်းလမ်းများဖြင့်ကတိုးရနံအတုများထုတ်လုပ်လာနိုင်ပြီဖြစ်ပါတယ်နိုင်ငံတကာအစိုးရများကကတိုးကောင်များကိုတပ်ဖြတ်ခြင်းရောင်းချခြင်းကိုတားမြစ်ထားပါတယ်ဒါပေမဲ့လည်းယနေ့ထိတိုင်မှောင်ခိုဈေးကွက်များမှာကတိုးကောင်များကိုရောင်းချနေသေးပဲဖြစ်ပါတယ်မစင်မချင်းအမဲလိုက်မှုများကြောင့်မြန်မာနိုင်ငံမှာလည်းဒီကတိုးကောင်တွေဟာမရှိသလောက်ရှားပါနေပါပြီအန်ဒီရဲ့တွေ့ရင်တော့ကြောက်ပြီးမပြေးနိုင်တဲ့ဒီကတိုးကောင်လေးတွေဟာစစ်ပွဲများဖြစ်ရလောက်အောင်အထိတန်မိုးကြီးတော်ဝင်အမှတ်သားဖြစ်ခဲ့ပေမဲ့လည်းလူလောဘကြောင့်မျိုးတုံးကနေဖြစ်သွားရတာဟာနှမျောစရာကောင်းလွန်းလာသလိုပတ်ဝန်းကျင်ကိုပိုထိမ့်သိမ့်တင်ကြောင်းသင်ခန်းစာယူသင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကြည့်အောင်ကိုစာ channel လေးကို like follow နဲ့ subscribe လုပ်ခဲ့ပေးပါဦးနော်ကျေးဇူးတင်ပါတယ်